မင်္ဂလာပါခင်ဗျာကျွန်တော်မာတင်ပါဒီဗီဒီယိုလေးကတော့ကျွန်တော်ရာဂိုင်နှုန်းကိုတွက်ချက်တဲ့နေရာမှာပုံမမြန်ဆန်လွယ်ကူအောင်တွက်ချက်တဲ့နီလန်းဒိုလေးတစ်ခုကိုပြသထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်ရာဂိုင်နှုန်းဆိုတာစီးပွားရေးလုပ်ငန်းတော်တော်များများမှာရှောင်လွဲလို့မရတဲ့တွက်ချက်မှုတစ်ခုပဲဖြစ်ပါတယ်ကဲတော့ကျွန်တော်ဘယ်လိုလဲဆိုလို့ရှိရင်ရာဂိုင်နှုန်းတစ်ခုရှိတယ်အဲ့ရာဂိုင်နှုန်းတွက်တဲ့နေရာမှာကျွန်တော်တို့ကအဖြေရဖို့ဆိုလို့ရှိရင်2ဆင့်3ဆင့်ကျွန်တော်တို့ကဏ္ဍပေါင်းစပ်နှိပ်နေရတယ်တွက်နေရတယ်ပေါ့ဗျာတို့ပေမဲ့လည်းပဲဒီရာဂိုင်နှုန်းတွေကျွန်တော်တစ်ပေါင်းထည့်လိုက်ခြင်းအပြင်တွက်ချက်တဲ့နေရာမှာအဖြေကိုကျွန်တော်တို့ကတန်းပြီးတော့မှရပါတယ်ဥပမာအားဖြင့်တစ်ခုတွက်ကြည့်မယ်ဆိုပါစို့ဗျာနော်ဥပမာအားဖြင့်ဆိုကြပါစို့ဗျာကျွန်တော်ကဟလာ156သိန်းပေါ့ဗျာ156သိန်းကိုရင်းနှီးမြှုပ်နှံထားတဲ့လို့ဒီမဟုတ်ကျွန်တော်ကဟလာငွေတိုးချီးထားတယ်ပေါ့ဗျာဆိုပါစို့ငွေတိုးချီးထားတယ်ဆိုပါစို့ကျွန်တော်တို့ငွေတိုးချီးတဲ့ရာခိုင်နှုန်းက900ခိုင်နှုန်းဆိုပါစို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်လောက်ကုန်လို့ရှိရင်ကျွန်တော်ရဲ့ငွေဒီ156သိန်းကနေဘယ်လောက်ဖြစ်သွားမလဲပေါ့နော်ဒါဘယ်လောက်ဖြစ်သွားမလဲဒါစီကျွန်တော်တို့ရှင်းပါတယ်ကဏ္ဍပေါင်းစနဲ့ကျွန်တော်တို့ဘယ်လိုတွက်ကြလဲဆိုလို့ရှိရင်156သိန်း156သိန်းရဲ့900ခိုင်နှုန်းကိုကျွန်တော်တို့အရင်ဆုံးရှာတယ်အဲ့တော့ကျွန်တော်ကဏ္ဍပေါင်းစကလေးကိုကျွန်တော်ယူလိုက်ပါပြီ156သိန်းကျွန်တော်နှိပ်တယ်ဟလာ156သိန်းကိုကျွန်တော်တို့က900ခိုင်နှုန်းကိုကျွန်တော်နှိပ်လိုက်တဲ့အချိန်မှာ9သိန်း8000ဆိုကျွန်တော်ထွက်လာတယ်အဲ့တော့156သိန်းရဲ့ဟလာရလက်ဒီ9သိန်းဟလာ8000ပေါ့နော်9သိန်းနဲ့8000အဲ့9သိန်း8000ကို156သိန်းနဲ့ပြန်ပေါင်းပေးရတယ်အဲ့တော့ကျွန်တော်တို့က159သိန်း8000ကိုကျွန်တော်တို့က156သိန်းကိုကျွန်တော်ပြန်နှိပ်နေရတယ်156သိန်းဟလာ156သိန်းအဲ့ဒါကိုကျွန်တော်တို့ကပေါင်းပေးလိုက်တော့163သိန်း8000ဖြစ်သွားတယ်အဲ့တော့163သိန်း8000ဒါမှအဖြေကျွန်တော်တို့20တွက်မှကျွန်တော်တို့ကအဖြေရပါတယ်အဲ့တော့အဆင့်1ဒီကျွန်တော်တို့က900ခိုင်နှုန်းရဲ့အဖြေကိုရှာရတယ်အဆင့်2ဒီပြန်ပေါင်းထည့်ပေးရတယ်ပေါ့ဗျာသို့ပေမဲ့လည်းပဲကျွန်တော်ပြောချင်တဲ့ဒီရာခိုင်နှုန်းလေးကိုတစ်ပေါင်းထည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ဒီအဖြေကိုကျွန်တော်တန်းပြီးရပါတယ်အဲ့တော့ရာခိုင်နှုန်းက900ခိုင်နှုန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာခိုင်နှုန်းဖြောက်မယ်ဆိုလို့ရှိရင်900ခိုင်နှုန်းဒီ 0.05 ဖြစ်တယ်ပေါ့ဗျာအဲ့တော့အဲ့ဒါကိုတစ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင် 1.05 ပေါ့နော်ကဲအဲ့တော့156သိန်းကို1.05 နဲ့မြောက်လိုက်တယ်ဆိုလို့ရှိရင်ဒီအဖြေတန်းရပါတယ်ကဲကျွန်တော်စမ်းကြည့်အောင်ပေါ့ဗျာရမရနော်အဲ့တော့ကဲ156သိန်းကျွန်တော်နှိပ်လိုက်ပြီ156သိန်းကို1.35နဲ့မြောက်လိုက်ပြီတန်းရပါတယ်163သိန်း8000အဖြေကလည်းပဲ163သိန်း8000ဆိုပြီးတော့ကျွန်တော်တို့အဖြေတန်းရပါတယ်ဒါဒီရာခိုင်နှုန်းပု္ပ္ပစာကိုအတူတွက်ခြင်းပဲဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်